tu udah karena tidak tidak tu badu abia Rekinsi imyasi Cao mu sang cao mu sang phiêu ong say cô tha nhập ya tên cha ghê ra dài dài nga yes tha be kama lu da wa ra ma ho pa kha tên công go ta do wa pa Tanaya was seeing at me, Lumia see, Yanjanzi, under a Kinzi in Yazi. Cao mu sao phiêu ong say cô tha nhập ya tên cha ghê đa Imo cha ni ne lo ka ji do tha de ngo yao se de lo ka khwin lo dong hi pe den ban ne go cha ne Day baby keep on ya let you need to drink it so look at all and make it shady Atas where is something you pay Mocha pay low candy ma we party the la luda nya a morning and go pure get Ah in the dream we forget Missy ma go so that the day is so jammy. Mahaluda, and I let it die, and I let it chase thee. Missy Maga, Ninja, Yangi, Kabani, go chum from me. Mahaluda. အခုမြင်တွေ့နေရတဲ့နေရာကတော့ဖျားလောင်းတော်ဒုက္ခရစတိယကို6နှစ်ပတ်လုံးကျင့်ကြံအားထုတ်ခဲ့တဲ့နေရာဖြစ်ပါတယ်။ဖျားလောင်းတော်ဟာဖျားဖြစ်ရန်ကျင့်ကြံအားထုတ်ဖို့အတွက်နေရာကောင်းကိုရှာဖွေခဲ့ရမှာအခုမြင်တွေ့နေရတဲ့ဥရုဝေလတောကိုတွေ့ရှိခဲ့ပါတယ်။အဲဒီနောက်မှာဥရုဝေလတောအတွင်းမှာရှိတဲ့သဘာဝကြောက်နိုင်ကူထဲမှာဒုက္ခရစတိယအကျင့်ကိုပင်ပန်းစင်းရဲစွာကျင့်ကြံတော်မူခဲ့ပါတယ်။အခုခါမှာဒီတောင်ကိုတိဘက်ဘုန်းတော်ကြီးတွေကစောင့်ရှောက်လို့ထားကြပါတယ်။ ဒီရုပ်ပွားတော်ကတော့ဖျားလောင်းတော်ဒုက္ခရစတိယ6နှစ်ကြာကျင့်ကြံခဲ့တဲ့နေရာအထိမ်းအမှတ်အဖြစ်ပူဇော်ထားတဲ့ရုပ်ပွားတော်ကြီးပဲဖြစ်ပါတယ်။ ကရောကြရသောပနာမတက္ကိစ္စဂါရဝကုသိုလ်ကံစေတနာနှင့်တကွပွားများအပ်သောဘာဝနာကုသိုလ်အဖျားဖျားတို့ကြောင့်အိုခြင်းနာခြင်းသေခြင်းဒုက္ခအဖျားဖျားကင်းရေးရာမျက်နှိပ်ပန်းကို
လွယ်ကူလျင်မြန်စွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေ ဘဝတတန်တလျှောက်တန္တရာတလျှောက်ချိုဒီကလည်းပထမအကျိန်ချိုဒီကလည်းဒုတိယအကျိန်နဲ့မြတ်စွာဘုရားရှင်ဘုန်းတော်ဘောဘောရာဖြစ်တဲ့ဗုဒ္ဓဂယာအိန္ဒိယနိုင်ငံကိုလာရောက်ဖူးမြော်ကြီးညိုကြပြီတန္တရာတလျှောက်လုံးဘောတလျှောက်လုံးမှာနော်ကိစ္စဝိစ္စတာကိစ္စသမိကိစ္စဇနိကိစ္စစီဝါဥစ္စာကိစ္စဝိစ္စတွေနဲ့ကျင်လည်သွားလာနေရတဲ့ဒုရမပေါင်းသူတော်ကောင်းတွေယခုအခါမှာဘာလို့တို့တွေကမြတ်စွာဘုရားရှင်ရှိရာဘုရားရှင်ပွင့်တော်ဘောဘောရာဗုဒ္ဓဂယာမြေမြတ်မှာကိုဘုရားရှိကိုရောက်လာပြီအဲ့လိုရှင်နဲ့မှာအာယုံပြုနှလုံးသွင်းတာနော်ဘုရားရဲ့အပေါ်ကိုကြီးညိုတဲ့တရားတရားလေးတွေနဲ့ကိုထည့်ပြီးတော့မှဘုံပြောပြတာတွေကိုအာယုံပြုပြီးတော့နားထဆက်ကြမယ်ဒီကိုရောက်ရှိနေတဲ့နေရာကတို့ဗုဒ္ဓဘုရားလောင်း6နှစ်တိုင်သတင်းသုံးပြီးတော့တရားဓမ္မတွေကြည်ကြံကြုတ်ကိုအားထုတ်ခဲ့ရာဥဒုဝေလတော်ဘယ်တော့လဲဒုက္ခစရိယာတောင်ဘာတောင်လဲဒုက္ခဒုက္ခမုံနော်ဒုက္ခစရိယာတောင်ဘာတောင်လဲဥဒုဝေလတော်ဒုက္ခစရိယာတောင်မှာဘုန်းတော်ဘုရားလောင်းဒုက္ခစရိယာတွေကို6နှစ်တိုင်ကြည်ကြံကြုတ်ကိုအားထုတ်ခဲ့ရာနေရာဌာနသာဓုသာဓုသာဓု ဒီနေရာကသူစာရာအမျိုးသမီးကနာနိုစွမ်းကတ်လူတဲ့နေရာဖြစ်ပါတယ်သူစာရာအမျိုးသမီးဟာသူအပြိုစင်ဘဝတုန်းကဒီညောင်ပင်ကြီးရဲ့အောက်မှာသူဟာတထေးသားနဲ့လက်ထပ်ရလိုပါ၏ပြီးတော့တောင်းရတနာလေးထွန်းကားရပါလို့ဤလို့ဆုတောင်းခဲ့ဘူးတဲ့နေရာပဲဖြစ်ပါတယ်ကံအားလျော်စွာပဲသူဇာတာဟာဗာရဏသီတထေးနဲ့လည်းအိမ်အောင်ပြုခဲ့ရပြီးတောင်းရတနာကိုလည်းဖွားမြင်တော်မူခဲ့ပါတယ်ဒါကြောင့်ဒီညောင်ပင်ကြီးမှာရှိတဲ့ရုပ်ကစိုးမင်းကြီးကသူ့ကိုတားဆုတွေပေးတယ်ဆိုပြီးကစုံလားပြည်နေ့ရောက်တိုင်းကနာနိုစွမ်းကိုစက်ကပ်ပူဇော်လေးရှိပါတယ်လူစားနွားအကောင့်1000နွေကျူတော့ထဲမှာကြောင်းထားတယ်လွတ်ထားတယ်နော်အဲ့လူစားနွားအကောင့်1000ရဲ့နှုတ်ရည်ကိုညှစ်ပြီးတော့မှအကောင့်900ကိုပြန်ပြီးတော့တိုက်တယ်အကောင်900ရဲ့နှုတ်ရည်ကိုညှစ်ပြီးတော့မှ250ကိုတိုက်တယ်အဲ့လိုအစစ်ထက်ဝက်တိုက်လိုက်တာနောက်ဆုံးကျန်ခဲ့တဲ့လူစားနွား10ကောင်ရဲ့နှုတ်ရည်ကိုညှစ်ပြီးတော့မှလူကနာဆန်းချက်လို့နော်အဲ့ဒါကြောင့်မို့အဲ့ဒီကအမတန်ကောင်းမြတ်မွန်မြတ်ပြီးတော့မှအရသာရှိတဲ့လူကနာဆန်းဖြစ်တာပေါ့အဲ့လူကနာဆန်းကိုမှသစ္စာရတဲ့သမီးရတသိန်းအဖို့ထိုက်တယ်နဲ့ရှုပ်ွက်ကြီးတွေကိုထဲပြီးတော့မှဟောဒီညမင်းကြီးကလာပြီးတော့ဆက်ကပ်နေတာအဲ့ဒီချိန်ခါမှာမာတဲ့တရားဆုံးကိုကထုံလာပြည့်လို့ရှိမှာဘုရားရှင်ကလည်းဟောဒီညမင်းကြီးကလာရောက်ဒီသုံးနေရှိစေဖြစ်တော်မူသောဗုဒ္ဓံတတ္တထင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုဩဒိတံဤမတ်၍ရေရိယတံသာဓုစေတိဓမ္မစေတိဩဒိတစေတိပရိဘောဂစေတိတော်မြတ်အားဘုနာဂန္နာအစေအနံအယတာနှင့်ပြည့်စုံသောဣမံပိဏဘာတာခာရဏီယပရိဘောဓရိယ အခုမြင်တွေ့နေရတဲ့နေရာကတော့မြတ်စွာဘုရားရွှေခွက်မျောခဲ့တဲ့နေရင်စရာမြစ်ပဲဖြစ်ပါတယ်ဖျားပွင့်တော်မူခဲ့တဲ့အချိန်တုန်းကဒီမြစ်ဟာတောင်ကနေမြောက်ကိုစီးဆင်းလျက်ရှိပါတယ်မြစ်ရဲ့ကမ်းပါးနှစ်ဖက်စလုံးမှာလည်းတဲပြူတွေနဲ့ဖုံးအုပ်လျက်ရှိခဲ့ပါတယ်ဒါကြောင့်ဒီဒေသတစ်ဝိုက်ကိုတဲကမ်းပါးဥရုဝေလလို့ခေါ်ဆိုခဲ့ကြပါတယ်မြစ်ကမ်းနှစ်ဖက်စလုံးမှာလည်းတစ်ပင်ကြီးတွေကအုံဆိုင်လျက်ပေါက်ရောက်လို့နေကြပါတယ်နေရင်စရာမြစ်ကမ်းတစ်ဖက်မှာရှိတဲ့တောင်တန်းတွေကိုဥရုဝေလတောင်တန်းလို့ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်ဒီနေရာကတော့ဘုရားအလောင်းတော်အားမျက်ရည်သမားတုတိယကမျက်ရှိစုပ်ထူထမ်းခဲ့တဲ့နေရာပဲဖြစ်ပါတယ်
ခါသသိန်းနံရွှေဝက်နဲ့တူလူရန်မို့ရာခဏနိုးစုပြုလို့ရာနွားမတထောင်ကိုကြောင်းကຫນွေယူတော့မှစားစေရာနွားမတထောင်ကိုကြောင်းကຫນွေယူတော့မှစားစေရာနွားမတထောင်ကိုကြောင်းကຫນွေယူတော့မှစားစေရာနွားမတထောင်ကိုကြောင်းကຫນွေယူတော့မှစားစေရာငါးစုတလီအစုစုခွဲတို့ရေကိုတိုက်ကျွေးလာခဲ့နောက်ဆုံးကြံတော့နွားမရှိကောင်းတစုရဲ့တို့ရေ အခုမြင်တွေ့နေရတဲ့နေရာကတော့ဖျားဖြစ်မဲ့နေ့မှာကနာနိုစွမ်းကတ်လူခဲ့တဲ့သူဇာရာအမျိုးသမီးရဲ့နေအိမ်နေရာပဲဖြစ်ပါတယ်ဒီနေရာဟာဟိုးရင်တုန်းကနွယ်ကြိုတော်ကြီးဖြစ်ခဲ့ပြီးအဲ့ဒီနွယ်ကြိုတော်ကြီးတဲကိုနွားမပေါင်းတစ်ထောင်လွတ်ခဲ့တာဖြစ်ပါတယ်နွယ်ကြိုတော်မှာအဝစားပြီးတဲ့အခါနွားမတစ်ထောင်စီကနိုရီကိုအစင်စင်ခံယူပြီးနွားမတွေကိုတိုက်ယူခဲ့ရကနောက်ဆုံး၈ကောင်ကြံတဲ့အခါမှာအဲ့ဒီတို့ကိုယူပြီးကနာနိုစွန်းကိုချက်ခဲ့တယ်လို့အဆိုရှိခဲ့ပါတယ်နတ်တွေတကြားတွေကအစိတ်တွေမပါအောင်စัจ java လာအတွင်းကဩဇာဓာတ်တွေကိုထည့်သွင်းပြီးချက်ခဲ့တာပဲဖြစ်ပါတယ်ဒီစီဒီကြီးကသူဇာရာအမျိုးသမီးရဲ့နေအိမ်ထိမ့်မှတ်အဖြစ်တိရိဓမ္မတောကမင်းကြီးကတည်ထားခဲ့တာပဲဖြစ်ပါတယ်ယခုဖျားဘူးသွားသူတော်ကောင်းများဗုဒ္ဓဂယာမြင်းမြတ်မဟာသို့ရောက်ရှိနေကြပါပြီယခုမြင်တွေ့နေရတဲ့ဇေဒီတော်ကြီးကတော့အလွန်ကြီးကျယ်ခမ်းနားလာတဲ့မဟာဗောဓိဇေဒီတော်မြတ်ကြီးဖြစ်ပါတယ်ဤမဟာဗောဓိဇေဒီတော်မြတ်ကြီးရဲ့ပထမဆုံးအလှူရှင်ကတော့တိရိဓမ္မတောကမင်းကြီးဖြစ်ပါတယ်ဇေဒီတော်ကြီးရဲ့နယံကတ်လှိုင်မှုတ်တွေမှာဗုဒ္ဓရုပ်ပွားတော်များထားရှိပြီးအစာဦးရဲ့လေးမျက်နှာနံရံမှာပလဲကုန်းပုံတရံဇံပြန်ရတိပုံများနဲ့စမ်းကြယ်စွာထုလုပ်ပူဇော်ထားပါတယ်။မြန်မာတက္ကရာ1239ခုနှစ်မှာအိန္ဒိယနိုင်ငံကာလကတ္တာမြို့မှာနန်းဆိုင်နေထိုင်တဲ့ဝိတိုရိယဘုရင်မကြီးကပျက်စီးနေတဲ့ဇီဒီတော်ကြီးကိုဆက်လက်ပြုပြင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ခေတ်ဆက်ဆက်ဗုဒ္ဓဘာသာဝင်တို့ကပြုပြင်ခဲ့ကြတာပဲဖြစ်ပါတယ်။ လူကရောလောကဝိတုအနုတ္တရပုရိသဓမ္မသာရတိဝိရိယဘောဝိညိုဟိသောပရိပန္နောဘဂဝါတောသာဝကသံဃော ယတိတံသတ္တာရိပုရိသကာမိအာသာပုရိသပုဂ္ဂလာဘဂဝါတောသာဝကအခုဖူးတွေ့နေရတဲ့ရုပ်ပွားတော်ကြီးဟာဆိုရင်ဘယ်သူနဲ့မှမတူတဲ့ international image လို့ခေါ်ဆိုနိုင်တဲ့ရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်။ယခုဖျားဖူးသွားသူတော်စင်များဟာရုပ်ပွားတော်မြတ်ကြီးကိုကြာသင်္ကန်းများဆက်ကပ်လှူဒန်းနေကြပြီဖြစ်ပါတယ်။ရုပ်ပွားတော်မြတ်ကြီးရဲ့မဏိတော်တဲ့တဲ့မှာမြန်မာနိုင်ငံမှာအလှရှင်များကရွှေတပိဿာနဲ့60ကျပ်သားတီတီပဋ္ဌာန်း24ပစ္စည်းစัจ java ပုံပြုလုပ်ခါလူရန်ပူဇော်ထားကြတာဖြစ်ပါတယ်။ယခုဖူးမြော်နေရတဲ့ရုပ်ပွားတော်မြတ်ကြီးရဲ့အောက်တဲ့မှာသုံးလောကထွတ်တင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးတပ်ပုညွတ်တဉာဏ်ကိုရရှိတော်မူခဲ့တဲ့ပလင်ကြီးရှိတယ်လို့စကားအဆိုရှိခဲ့ပါတယ်။
တော်ထင်ရှားညွတ်မြတ်စွာဘုရားကိုဩဒိတာဒီမတ်၍ရေရိယတာသာဓုစေတိဓမ္မစေတိဩဒိတာစေတိဗလိဘောဂစေတော်မြတ်ဝနာခန္ဓာစေနနေသေဆုံးသောဣမစီဝရရွှေကြသင်္ကန်းတော်ကိုဒေမာနိဗ္ဗာန်ကိုမျောသမ္ပါ၏အရှင်ဘုရားနိဗ္ဗာန်ကိုမျောသောပါ၏အခုဖျားဘူးသူတော်စင်များရောက်ရှိနေတဲ့နေရာကတော့မြတ်စွာဘုရားရှင်တပ်ပုညုတဉာဏ်ကိုရရှိတော်မူပြီးဖျားဖြစ်ကိုရောက်ရှိတော်မူရာဘောရီပင်နဲ့ရွှေပလင်ဖြစ်ပါတယ်။ပလင်ကတတ္တဟကိုပထမတတ္တဟလို့လည်းခေါ်ဆိုကြပါတယ်။ဖျားလောင်းတော်ဟာသူဇာတာလှူဒန်းတဲ့ကနာနုစွန်းကိုဖုံးပေးသုံးဆောင်တော်မူပြီးတဲ့နောက်ညနေစီးစာချိန်မှာမဟာဘောရီပင်ကိုကြွရောက်တော်မူခဲ့ပါတယ်။မျက်ရည်သမားသုတ္တိယလှူဒန်းတဲ့မျက်ရှိစုပ်ကိုအလှခံလျက်ဘောရီပင်ရဲ့အရှိဘက်မှာကျဲဖြန့်တော်မူခဲ့ရာယခုမြင်တွေ့ရတဲ့အပရာဇိတပလင်တော်ကြီးပေါ်ပေါက်ခဲ့ပါတယ်။ဖျားလောင်းတော်ဟာအဲ့ဒီပလင်တော်ထက်မှာထဲ့ဝဲဖွဲ့ခွေထိုင်တော်မူလျက်ဖျားမဖြစ်မချင်းထိုင်ရမှမထားလို့အဋိဋ္ဌံပြုခဲ့ပါတယ်။မာနသားသည်အလောင်းတော်မြတ်အားဖျားမဖြစ်စေရန်တိုက်ခိုက်ဖျက်ဆီးတော်လေနေမဝေမီအချိန်မှာမနတ်ကိုအောင်မြင်တော်မူခဲ့ပါတယ်။ဖျားလောင်းတော်ကမနတ်အားအောင်မြင်တော်မူသည်ကိုတွေ့မြင်ရတဲ့အတွက်နဂါမင်းဂလုံမင်းနတ်မင်းနဲ့ဗြမာမင်းတို့သည်ဇယောဟိဗုဒ္ဓတာတိရိမတော်အယံစသည့်ဂါထာတော်များဖြင့်ထောပနာဟစ်ကျွေးကပန်းနတာတို့ဖြင့်ပူဇော်ခဲ့ကြပါတယ်။မြတ်စွာဘုရားအလောင်းတော်ဟာကဆုံလားပြည်နှင့်ညီဥယံချိန်မှာရှေးရှေးဘဝကိုပြန်လည်အောင်းမိနိုင်တဲ့ပုပ္ပေနိဝါဒဉာဏ်တကောင်ရံအချိန်မှာအနီးအဝေးအသေးအရာခတ်သိမ်းကိုထိုးဖောက်မြင်နိုင်တဲ့ဒိဗ္ဗစကုဉာဏ်တက္ကရာ103ခုနှစ်ကဆုံလားပြည်နှင့်မိုးတောက်ရန်ချိန်မှာကိလေသာအာတဝတရားတို့ကိုကုန်ခန်းစေတဲ့အာတဝခေယဉာဏ်ဤဟူသောဝိဇ္ဇာဉာဏ်3ပါးကိုရရှိတော်မူတာနဲ့တပြိုင်နက်အရာခတ်သိမ်းတို့ကိုသိနိုင်စွမ်းသောတပ်ပုညုတရွှေဉာဏ်တော်ကိုရရှိတော်မူခဲ့ကာအပရာဇိတပလင်တော်ထက်၌ဖျားဖြစ်သူရောက်ရှိတော်မူခဲ့ပါတယ်။မြတ်စွာဘုရားရှင်သည်ဤဘောရီပင်ရင်းမှာရှိတဲ့အပရာဇိတပလင်ထက်မှာ9ရက်ပတ်လုံးသတင်းသုံးတော်မူပြီးဖလသမဘတ်ကိုဝင်စားတော်မူခဲ့တဲ့နေရာဌာနလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာဟာဖျားရှင်စူစူတို့ရဲ့ပွင့်တော်မူရာအောင်မြေဌာနဖြစ်တဲ့အတွက်တန်ဝေစနိယဌာနနဲ့အာဝိဇခိတဌာနနှမျိုးစလုံးပါဝင်တဲ့နေရာပဲဖြစ်ပါတယ်။မဟာဗောဓိပင်ဟာမြတ်စွာဘုရားရှင်ရဲ့ဖွားဘက်တော်လည်းဖြစ်ပြီးပရိဘောဂဇေဒီတော်ကြီးလည်းဖြစ်ပါတယ်။ တံခောပါဏဘဂဝန္တံဂေါရမယုံကလျာဏဂတိတတောအဘုဂတောတံခောပါဏဘဂဝန္တံဂေါရမံအခုဖူးမြော်နေရတဲ့နေရာကတော့အာနိမိတတတ္တဟခေါ်ဒုတိယတတ္တဟဖြစ်ပါတယ်။ဒီနေရာမှာမြတ်စွာဘုရားရှင်ဟာရပ်တော်မူလျက်ဘောရီပင်နဲ့ရွှေပလင်ကိုမမိတ်သောမျက်စိနဲ့ကြည်ပြီးတော့9ရက်ပတ်လုံးဖလသမဘတ်ကိုဝင်စားတော်မူခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်အခုဖူးတွေ့နေရတဲ့နေရာကတော့အာနိမိတတတ္တဟလို့ခေါ်ဆိုခဲ့ပါတယ်။အရှိမြောင်တာလမ်းကြွအကွာဆယ်လမ်းချီစုံရွှေဘဝမြတ်ဖရာရတန်ဆံဒုတိယတတ္တဟအနိမိတ်တံဤမစိတ်ကြံနေချံနိညာအမှန်အဲ့ဒီတတ္တဌာနကိုအာနိမိတတတ္တဌာနလို့ခေါ်တယ်။ဘာတတ္တဌာနလို့ခေါ်လဲ။အာနိမိတတတ္တဌာနနော်မမိတ်သောမျက်စိနဲ့ကြည့်ခြင်းအတိတ်ပြရနော်။ဒီမစိတ်ကြံနေချံနိညာအမှန်ဆွဲမဧကံရှိခိုးကပူဇော်လျာကိန်းပြောရာတတ္တဌာနဆံ
အခုမြင်တွေ့ရတဲ့နေရာကတော့တတိယမြောက်တတ္တဟဖြစ်ပါတယ်အာပရာဇိတာပလင်တော်နဲ့အာနိမိတ်တာအကြားအရှိအနောက်ယရနာစည်းညံတော်ကိုဖန်ဆင်းက9ရက်တိုင်းတိုင်းစည်းညံကြွား၍ဖလသမဘတ်ကိုဝင်စားတော်မူခဲ့ပါတယ်ဒါကြောင့်ဒီနေရာကိုနံပါတ်3အနေနဲ့တတိယတတ္တဟစင်္ဂမတတ္တဟလို့လည်းခေါ်ဆိုတာပဲဖြစ်ပါတယ် အနီးမိတ်သာအလဲစံကြလမ်းကျဝတဖန်ရှိဝေညောင်းဝါရီအနီးမိတ်သာအလဲစံကြလမ်းကျဝတဖန်အကွာဆက်နလန်းပြောစံပေပြန်ရရနာစေကြတတိယတတ္တဟာစံအကွာဆက်နလန်းပြောစံပေပြန်ရရနာစေတတိယတတ္တဟာစံရီမန်းစိတ်ကြံနေထံနေညအမှန်ဆွဲမှဧကံရီမန်းစိတ်ကြံနေထံနေညအမှန်ဆွဲမှဧကံရှိခိုးကပူဇော်လီယံကိန်းပြောရာတတ္တဌာနစံရှိခိုးကပူဇော်လီယံကိန်းပြောရာတတ္တဌာန အခုရောက်ရှိဖူးမြော်နေတဲ့နေရာကတော့စတုထတတ္တဟဖြစ်ပါတယ်မဟာဗောဓိပင်ရဲ့အနောက်မြောက်ရက်နတ်တို့ဖန်ဆင်းအပ်သောယရနာကရရွှေအိမ်တော်မှာမြတ်စွာဘုရားသည်ဖလသမဘတ်ချမ်းသာကို9ရက်ပတ်လုံးခံစားရင်းအဘိဓမ္မာ9ကျမ်းကိုရွှေဉဏ်တော်ဖြင့်ဆင်ခြင်သုံးသပ်တော်မူခဲ့ပါတယ်ပဋ္ဌာန်းကျမ်းကြီးကိုဆင်ခြင်သုံးသပ်တော်မူတဲ့အခါမြတ်စွာဘုရားသခင်ကိုယ်တော်မှာရောင်ကြီးတော်6တွေပေါ်ထွန်းတော်မူခဲ့ပါတယ်ဒါကြောင့်ဒီနေရာဟာယရနာကရတတ္တဟလို့ခေါ်ဆိုတဲ့စတုထတတ္တဟပဲဖြစ်ပါတယ် စက္ကညုတဉာဏ်တော်အစွမ်းနဲ့သိမြင်တော်မူတဲ့တရားတော်တွေကိုဆင်ခြင်သုံးသပ်တယ်နော်ဆင်ခြင်သုံးသပ်တဲ့အချိန်မှာအဘိဓမ္မာ9ပါးကိုအဘိဓမ္မာ9ကျမ်းကိုဆင်ခြင်သုံးသပ်တဲ့အချိန်အဘိဓမ္မာဘယ်နှကျမ်းရှိလဲသိကြလားဓမ္မသင်္ကနီဝေပင်ပုဂ္ဂလဝိထုကထာဝိထုဓာတုကထာယမိုက်ပဋ္ဌာန်းဆိုပြီးတော့ အခုသွားရောက်ဖူးမြော်နေတဲ့နေရာကတော့အဇပါလတတ္တဟပြင်စမတတ္တဟဖြစ်ပါတယ်မဟာဗောဓိပင်ရဲ့အရှိတဲ့တဲ့အာနိမိတ်တဌာနရဲ့တောင်ဘက်မှာရှိတဲ့စိတ်ကြောင်းညောင်ပင်ရင်းမှာ9ရက်တိုင်တိုင်တရားတော်ဆင်ခြင်သုံးသပ်လျက်အရဟတ်ဖို့ချမ်းသာကိုခံစားတော်မူခဲ့ပါတယ်ဒီနေရာမှာမြတ်စွာဘုရားရှင်ဟာမာနရဲ့တမိပြူများလာရောက်နှောက်ယှက်ဖျက်ဆီးမှုကိုအောင်မြင်တော်မူခဲ့တဲ့နေရာဖြစ်ပါတယ်။အဲဒီနောက်မြတ်စွာဘုရားရှင်သည်တဟံပတိဗြဟ္မာမင်းကြီးအားဝိနည်းတတ္တဝါပေါင်းတို့ကိုတရားဟောဖို့ဝန်ခံကတိမိန့်တော်မူခဲ့တဲ့နေရာလေးဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာဟာလည်းထူးမြတ်တဲ့နေရာဌာနထဲမှာတစ်ခုအပါဝင်ဖြစ်ပါတယ်။ အခုရောက်ရှိနေတဲ့နေရာကတော့မုံစလိန်နာအိုင်စတ္ထမတတ္တဟဖြစ်ပါတယ်ဒီနေရာမှာမြတ်စွာဘုရားရှင်ဟာ9ရက်ပတ်လုံးဖလသမဘတ်ချမ်းသာကိုခံစားတော်မူခဲ့ပါတယ်အဲ့ဒီအချိန်မှာ9ရက်တိုင်းတိုင်းမိုးဆွေပြီးလေပြင်းများတိုက်ခတ်တဲ့အတွက်မုံစလိန်နာနဂါမင်းသည်မိမိကိုယ်ကိုပလင်တပွဲ9ပတ်ရစ်ခွေ၍အပေါ်မှမပြင်းမိုးလျက်မြတ်စွာဘုရားရှင်အားပူဇော်ခဲ့တဲ့နေရာဌာနဖြစ်ပါတယ်ဒါကြောင့်ဒီနေရာကိုစတ္တမတတ္တဟလို့ခေါ်တယ်လို့မုံစလိန်နာအိုင်းလို့လည်းခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်အခုဖျားဖူးများနောက်ဆုံးရောက်ရှိနေတဲ့နေရာကတော့ရာဇာယရဏတတ္တဟတတ္တမမြောက်တတ္တဟပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်သည်တတ္တဌာနတစ်ခုစီမှာ9ရက်စီသတင်းသုံးတော်မူပြီးဖလသမဘတ်ကိုဝင်စားနေစဉ်တွင်
စုံဖုံပေးခြင်းရေတပ်ပယ်ခြင်းတို့ကိုမပြုလုပ်ခဲ့ဘူးလို့သိရပါတယ်49ရက်မြောက်ပြည့်တဲ့နေ့မှာတဖုတ်တနဲ့ဗလိကညီနောင်တို့ဆက်ကပ်တဲ့ပြားမုတ်စွမ်းဦးကိုအလှခံတော်မူခဲ့ပါတယ်အဲဒီနောက်မြတ်စွာဘုရားကစံတော်ရှိစုချီးမြှင့်တော်မူလိုက်ပါတယ်ဒီနေရာမှာမြန်မာနိုင်ငံကတဖုတ်တနဲ့ဗလိကညီနောင်တို့ကိုမြတ်စွာဘုရားရှင်ဟာစံတော်ရှိစုချီးမြှင့်တော်မူပြီးတဲ့နောက်မှာဒွေဝါစီကတရဏဂုံကိုပေးသနာတော်မူခဲ့ပါတယ်အဲ့ဒီအချိန်မှာတန်ခါမပေါ်သေးတဲ့အတွက်ဒွေဝါစီကတရဏဂုံနှစ်ပါးကိုပဲပေးသနာမူခဲ့တာဖြစ်ပါတယ်တပုဒ္ဒနဲ့ဗလိကတရဏဂုံတီးွားတာဘယ်နှပါလဲနှစ်ပါးပဲတီးွားတယ်ဟောဒီတတ္တဌာနရာဇာယနာတတ္တဌာနကမြန်မာတွေရဲ့အဓိကကြတဲ့နေရာဌာနမြန်မာတွေဥဒမျိုးတွေဗုဒ္ဓဘာသာကိုထမဟုတ်ဖြစ်တဲ့နေရာဌာနအတိမတ်ပြုဘာကြောင့်မို့လဲဆိုတော့ဘုန်းတို့ဒီဇင်ဘာ2 တွဲဆိုရင်ဒီဇင်ဘာ2ရက်နေ့ကနေပြီးတော့12ရက်နေ့အထိကိုဒီဗုဒ္ဓဂယာမဟာဗောဓိစတိဝင်းထဲမှာ International TV က channel ဆိုတော့ပေါ်တစ်ခုရှိတယ်ဟေတုပစ္စယအာရမဏပစ္စယအာဓိပတိပစ္စယအနန္တပစ္စယသမန္တပစ္စယမဟာဇာတပစ္စယပညာမညာပစ္စယနေကြပစ္စယဥပါနေကြပစ္စယပုရိဇာတပစ္စယပိစာဇာတပစ္စယအာဇေဝနာပစ္စယကာမပစ္စယဝိပါကပစ္စယအာဟာရပစ္စယဣန္ဒရိယပစ္စယဇာနာပစ္စယမဂ္ဂပစ္စယသံပြုဒ္ဓပစ္စယဝေပြုဒ္ဓပစ္စယအာတိပစ္စယနာတိပစ္စယဝိကရပစ္စယအဝိကရပစ္စယဟောတိသာဓုသာဓုသာဓုဗုဒ္ဓသာသနာရှိရာတတ္တုဗုဒ္ဓသာသနာရှိရာတတ္တုဗုဒ္ဓသာသနာရှိရာတတ္တု